ရဲ့လုံများပေါ်ရှောင်သွားရင်မောပန်းနေလုံသားကလွန်စလို့တန်တာမိရဲ့အမေရဲ့အိမ်ကိုအိမ်များရဲ့အမေရဲ့မြတ်တာရင်နဲ့ဝေးခဲ့သူမောခါတလေပြန်လေတွေ့မြမပူကြည့်ခွဲချောက်သွေးတဲ့အိမ်ပြန်ရှိရကြတဲ့မှာအရှိတခုလေးပြေရဲ့စတဲ့နေရမြတိုက်ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲတော့မလားဆိုရင်လို့ဒီမှာတရားများအကျဉ်းနေပြီပဲအိမ်ပြန်ခြင်းနဲ့နေချမ်းဆုံးမေးအိမ်ပြန်ခြင်းနဲ့နေထွေးဆုံးမေးအိမ်မရတဲ့ညများစွာနဲ့အချာအော်တဲ့ရေများချာရဲ့အိမ်ပြန်ခြင်းနဲ့စိတ်ကလေးချာဝန်ချတ်တဲ့မျိုးပြလူတွေမှုစနေမှာစီညောရဲ့ပြည်သေးပြည်တစ်ခုအဆုံးထိရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ချီလက်ကအမေအိမ်လေးကြောင့်ကျွေးမိပြီလို့တရားလာအိမ်နဲ့ကျွန်တော်လိုလိုချင်နေအိမ်ပြန်ချင်နေပြင်းချမ်းဆုံးမေးအိမ်ပြန်ချင်နေ